အားလုံးတာလီစောပါနရိဇယာအာရခသတင်းဌာနကရုပ်သံအစီအစဉ်ကိုတပတ်မှာ6ရက်တလင်းလာနေ့ကနေစနေနေ့အထိထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့ဩဂတ်လ20ရက်နေ့ကြာသပတေးနေ့မှာတင်ပြပေးသွားမယ့်သတင်းတွေကတော့ဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား24ယောက်ကို AA ကလွှဲပြောင်းပေးအပ်ခဲ့ပြီးဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ULA/AA ကိုဒီဖက်တိုအစိုးရအဖြစ်အသိအမှတ်ပြုဆက်ဆံလာတဲ့ဆိုတဲ့သတင်းကြောက်ဖြူနဲ့အမ်ပဒန်လမ်းမှာရှိတဲ့စစ်တပ်စခန်းတွေကိုAA ကတပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းတန်ရွဲကြောက်ကြီးကြီးရွာပုံကျက်ခံရမှုအတွင်းဒဏ်ရာရရှိသွားသူတွေကို ULA ကကျပ်သိန်း100ကျော်ထောက်ပံ့ပေးအပ်ခဲ့တဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား24ယောက်ကို AA ကလွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ULA/AA ကိုဒီဖက်တိုအစိုးရအဖြစ်အသိအမှတ်ပြုဆက်ဆံလာတာကိုတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေဟာငါးဖမ်းရင်းအာရက်ခါရေပိုင်နယ်ထဲကျူးကျော်ဝင်ရောက်ပြီးတော့ငါးဖမ်းတဲ့အတွက်ကြောင့်ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။နေဆက်မြင့်ကျော်လွန်ပြီးတော့အာရက်ခါရေပိုင်နယ်အတွင်းဝင်ရောက်လာလို့အာရက်ခါတပ်တော် AA ကဖမ်းဆီးထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား24ယောက်ကိုဩဂတ်လ19ရက်နေ့မွန်းလယ်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နေချာဆောင်တက် BGBC လူသားချင်းစာနာမှုအရာရင်းရင်းနှီးနှီးလွှဲပြောင်းပေးအပ်လိုက်တာပါအဲ့ဒီငါးဖမ်းသမားတွေကိုတက္ကနမြို့အခြေဆိုင်တရင်နှစ် BGP တပ်မှုဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကနမ်းမြစ်နေဆက်မြင်းမှာတွားရောက်ကြိုဆိုလက်ခံခဲ့တာလည်းဖြစ်ပါတယ် BGP ဘက်က AA အာဏာပိုင်တွေနဲ့တိုက်ရိုက်ဆက်သွယ်ညှိနှိုင်းကပြန်လည်လက်ခံယူခဲ့တာလည်းဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာရခတော်လန်ရေးပြည်သူအစိုးရကိုဥပဒေအရတရားဝင်အသိအမှတ်ပြုတာမရှိသေးပေမဲ့လက်တွေ့မှာတော့နေမြေအုပ်ချုပ်စိုးမိုးနေတဲ့ဒီဖက်တိုအစိုးရတရက်အနေနဲ့အသိအမှတ်ပြုဆက်ဆံလာတာကိုဒီလွှဲပြောင်းမှုဖြစ်စဉ်ကသက်သေပြုနေတယ်လို့သုံးသပ်ကြပါတယ်။ကြောက်ဖြူတောင်မဦးရေတပ်စခန်းအနီးကကာကင်းစခန်းတွေနဲ့အမ်ပဒန်လန်ကစစ်ကူစစ်ကြောင်းတွေရဲ့ခြေကုပ်စခန်း3ခုထပ်မံကို AA ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။အာရကတတော် AA ကကြောက်ဖြူမြို့နယ်တောင်မဦးရေတပ်အနီးကအာနာသိန်းစစ်တပ်ရဲ့ကာကင်းစခန်းတွေနဲ့အမ်ပဒန်လမ်းပိုင်းတွေမှာရှိတဲ့နယ်ရေကန်စစ်ကူစစ်ကြောင်းတွေရဲ့ခြေကုပ်စခန်းတွေကိုတပြိုင်နက်တည်းအပြင်းထန်ဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဘက်မှာတောင်မဦးရေတပ်ရဲ့အဓိကအခိုင်အမာစခန်းတွေဖြစ်ကြတဲ့အဝတောင်ရွာစခန်းကရှစ်ထွက်ယာယီကင်းစခန်းတွေကို AA ကဝင်ရောက်ရှင်းလင်းတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်တပ်ဟာမင်းပြင်ပန်းရှောင်းနဲ့အဝတောင်ဖက်တွေမှာအင်အားဖြစ်တင်ပြီးစနစ်ဖက်ကိုထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားနေတာပါဒါပေမဲ့ AA ကအရင်လိုခုခံစစ်နယ်တင်မဟုတ်တော့ဘဲလက်နက်ကြီးနဲ့ drone တွေနဲ့ပစ်ခတ်နေတဲ့စစ်တပ်ရဲ့ယာယီစခန်းငယ်တွေကိုတိုက်စစ်အဖြစ်ဗျူဟာပြောင်းပြီးဝင်ရောက်ရှင်းလင်းနေတာလည်းဖြစ်ပါတယ်အလားတူပဲအမ်ပဒန်လမ်းပိုင်းမှာလည်း AA နဲ့မဟာမိတ်တပ်တွေပိတ်ဆို့ထားတဲ့နယ်ရေကန်တောင်စီထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေကို AA ကဩဂတ်လ19ရက်နေ့ညပိုင်းမှာတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂုတ်ကြီးပတ်ဝန်းကျင်ကယာယီစခန်း2ခုနဲ့ပစီကြီးရွာအနာကယာယီစခန်း1ခုတို့ကို drone လက်နက်ကြီးစနိုက်ပါတွေအပြင်မြေပြင်တပ်ဖွဲ့တွေနဲ့ပါအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စခန်းတွေပြိုလဲပြီးထိခိုက်ဒေဆုံးခဲ့ရတဲ့စစ်သားအများအပြားကိုညာရင်းချင်းပဲပဒန်းဖက်ကိုကားတွေနဲ့တိထုတ်သွားခဲ့ရတယ်လို့သိရပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်စစ်တပ်အနေနဲ့စနေဖက်ကိုထိုးစစ်မဆင်နိုင်ဘဲတပ်စခန်းတွေချင်းချောက်ခံနေရတယ်လို့အမ်ပဒန်လမ်းမှာလည်းလေကြောင်းနဲ့အင်အားထောင်ရှိသုံးပြီးတော့စစ်ကူတပ်ဖို့စ조사နေပေမဲ့ AA ရဲ့တာလွန်တဲ့နီးပြူဟာတွေကြောင့်လမ်းမပွင့်ပဲအကြဆုံးအများအပြားနဲ့ဆက်လက်အခက်တွေ့နေရတာလေးဖြစ်ပါတယ်ရှင်။တန်ရွဲမြို့နယ်ကြောက်ကြီးကြီးရွာလေးချောင်းကနေပုံကျက်တိုက်ခိုက်ခံရမှုအတွင်းထိခိုက်ဒဏ်ရာရရှိသွားသူတွေကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကငွေကျပ်115သိန်းကိုတွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။တန်ရွဲမြို့နယ်ကြောက်ကြီးကြီးရွာကိုအာနာသိန်းစစ်တပ်ကလေးချောင်းကနေပုံကျက်တိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိသူတွေကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကငွေကျပ်115သိန်းကိုတွားရောက်ထောက်ပံ့ခဲ့တာလည်းဖြစ်ပါတယ်။ဩဂတ်လ18ရက်နေ့က ULA ပါတီအုပ်ချုပ်ရေးဌာနနဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO တို့ပူးပေါင်းပြီးတော့အငယ်စားဒဏ်ရာရရှိသူ18ယောက်အတွက်တယောက်ကိုငွေကျပ်9သိန်းနှုန်းအလက်စားဒဏ်ရာရရှိသူတွေကို3ယောက်အတွက်တယောက်ကို10သိန်းနှုန်းနဲ့တွားရောက်ထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ16ယောက်သေဆုံးက18ယောက်ဒဏ်ရာရရှိခဲ့တာပါ။ဒီတိုက်ခိုက်မှုအတွင်းနေအိမ်21ဆောင်ပျက်စီးခဲ့ရတာဖြစ်ပြီး
တေဆုံးသူမိသားစုဝင်တွေနဲ့နေအိမ်ပျက်စီးသွားသူတွေကိုလည်း ULA ကငွေကြေးထောက်ပံ့မှုတွေဆက်လက်ပြုလုပ်ပေးသွားမယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့မင်းအောင်လှိုင်ရဲ့ရပ်ပေါင်း100စီမံချက်အတွင်းမှာ KNU ထိန်းချုပ်နေမြေအတွင်းစစ်တပ်တိုက်ခတ်မှုတွေကြောင့်အရက်သား44ယောက်သေဆုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နေမြေတွေမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရပ်ပေါင်း100စီမံချက်ကာလအတွင်းအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သား44ယောက်သေဆုံးခဲ့ရက124ယောက်အထိဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုလူ့အခွင့်အရေးကော်မတီကဩဂတ်လ19ရက်နေ့မှာအစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဧပြီလ20ရက်နေ့ကနေဇူလိုင်လ28ရက်နေ့အထိရက်ပေါင်း100ကာလအတွင်းတိုက်ပွဲပေါင်း936ကြိမ်ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု331ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှု129ကြိမ်ပြုလုပ်ခဲ့တာကြောင့်ကလေးငယ်10ယောက်သေဆုံးခဲ့ရတယ်လို့နေအိမ်368လုံးနဲ့ဘာသာရေးပညာရေးနဲ့ကျန်းမာရေးအဆောက်အဦပေါင်းများစွာပျက်စီးခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်အရက်သား34ယောက်ဖမ်းဆီးခံခဲ့ရပြီးလူသားတိုင်းအဖြစ်လည်းအသုံးချခံခဲ့ရတာကြောင့်အာဆီယံနိုင်ငံတွေအနေနဲ့အာဏာသိမ်းစစ်တပ်စီလေယာဉ် drone နဲ့လေယာဉ်စီတင်ပို့မှုတွေပိတ်ဆို့မှုရှမှတ်ပေးဖို့ KNU ဘက်ကတိုက်တွန်းထားပါတယ်ရှင်။နိုင်ငံတကာသတင်းတစ်ပုဒ်မှာတော့ဗဟိုအာဖရိကသမ္မတနိုင်ငံကင်မရွန်မှာတရားမဝင်ရွှေတွင်းပြိုကျလို့လူပေါင်း100ကျော်သေဆုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗဟိုအာဖရိကသမ္မတနိုင်ငံကင်မရွန်နိုင်ငံမှာတရားမဝင်ရွှေတွင်းတစ်ခုပြိုကျမှုကြောင့်အနည်းဆုံးလူ100ကျော်သေဆုံးခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကိုကိုးကားပြီး AFP သတင်းဌာနမှဖော်ပြထားတာပါ။ဩဂတ်လ18ရက်နေ့အင်္ဂါနေ့မွန်းလွဲပိုင်းကဘာဘူးအာမြို့နယ်32မိုင်အကွာမှာရှိတဲ့စင်ပွိုင်းတပ်တုတွင်လောက်ကွက်အတွင်းမှာလုံသားတွေအလွတ်လုံနေတဲ့မြေအောက်လှိုင်ခေါင်အများအပြားပြိုကျခဲ့တာကြောင့်အခုလိုလူတွေအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ရှာဖွေရေးလုပ်ငန်းတွေကိုလည်းဆက်လက်ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။သေဆုံးသွားသူတွေအထက်မှာကင်မရွန်နိုင်ငံသား4ယောက်ပါဝင်ပြီးအသက်ရှင်ကျန်ရစ်သူတွေကိုဘာဘူးအာမြို့မှာရှိတဲ့ဆေးရုံစီပို့ဆောင်ထားကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တရားစီရင်ရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေစတင်ဖွင့်လှစ်ထားကြောင်းဘာဘူးအာပြည်သူ့အစိုးရရှင်းတွေကကြေညာထားပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။